နေ့ကအာဆနယ်ကဘန်လီကိုနိုင်လိုက်တာကြောင့်လက်ရှိမန်စီးတီးအနေဖြင့်ဘုံမောက်အသင်းနဲ့ပွဲစဉ်မှာတေချာပေါင်းအနိုင်ရဖို့လိုအပ်သွားတာဖြစ်တယ်မန်စီးတီးအနေဖြင့်ဘုံမောက်နဲ့ပွဲစဉ်မှာသာတည်ရည်သို့မဟုတ်ရှုံးသွားခဲ့ရင်ဒီယာဒီပရီးမီးယားလိချန်ပီယံဆုကိုအာဆနယ်အသင်းကရရှိသွားမှာဖြစ်လို့လက်ရှိဘုံမောက်အသင်းနဲ့ပွဲစဉ်မှာမန်စီးတီးအနေဖြင့်မဖြစ်မနေအနိုင်ရတဲ့လိုအပ်နေတာဖြစ်တယ်ဘုံမောက်ကတော့လက်ရှိဒီယာဒီမှာချန်ပီယံလိဝင်ခွင့်အတွက်ရောယူရိုပါလိဝင်ခွင့်အတွက်ပါမျှော်လင့်လို့ရတဲ့အနေအထားဖြစ်ပြီးတော့ဘုံမောက်အနေဖြင့်မန်စီးတီးကိုဒါနိုင်ခဲ့ရင်ဒီယာဒီအတွက်ယူရိုပါလိဝင်ခွင့်ကိုရရှိသွားမှာဖြစ်ပြီးတော့ဒီပွဲစဉ်မှာမန်စီးတီးကိုဘုံမောက်ကနိုင်ခဲ့ရင်ချန်ပီယံလိဝင်ခွင့်အတွက်လည်းလပေါအသင်းနဲ့တမတ်အကွာအနေအထားကိုရောက်ရှိသွားမှာဖြစ်လို့လက်ရှိမန်စီးတီးနဲ့ပွဲစဉ်မှာလည်းဘုံမောက်အနေဖြင့်တေချာပေါင်းအမားခံလို့မရတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့နှစ်ဖက်သွင်းဂိုးတွေကိုတွေ့မြင်ရနိုင်မယ်လို့ယုံကြည်တဲ့ဘုံမောက်ရဲ့လက်ရှိဖောင်ကလည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတဲ့ပရီးမီးယားလိနောက်ဆုံး15ဝက်သက်တိုက်ရှုံးဝက်မရှိကစားထားနိုင်တာကြောင့်လက်ရှိမန်စီးတီးနဲ့ပွဲစဉ်မှာလည်းဘုံမောက်အနေဖြင့်မန်စီးတီးကိုတေချာပေါင်းဒုက္ခပေးသွားနိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာလက်ရှိဖွင့်သစ်ထားတဲ့ဖွင့်သစ်မှုအရာရောနှစ်သင်းသုံးရဲ့အမှတ်လိုအပ်ချက်အရာပါလက်ရှိဒီပွဲစဉ်မှာကျွန်တော်ကတေချာပေါင်းဂိုးများသွားနိုင်မယ်လို့ယုံကြည်တယ်။ဒါကြောင့်မန်စီးတီးနဲ့ဘုံမောက်ပွဲစဉ်မှာကျွန်တော်ဂိုးအများကိုရွေးချယ်ပေးခြင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။တာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ရပါသည်။